ကြိုက်တဲ့ဟင်းပေါ့ရှင်ဒီနေ့ကခရမ်းချင်ဒီလေးနဲ့ဒီမှာကြက်ဥလေးနဲ့ချက်ပါတယ်ရှင်ခရမ်းချင်ဒီနဲ့ကြက်ဥနဲ့ခရမ်းချင်ဒီလေးနဲ့ကြက်ဥကိုဖောက်ပြီးတော့မှချက်တာအဲ့လိုမျိုးလေးချက်စားကြည့်နော် အားလုံးမင်္ဂလာပါဒီနေ့ကတော့ပရိသတ်ချစ်တော်မင်းသမီးထက်ထမိုးကြိုက်တဲ့ခန်းချင်းတီကျုပ်ဟင်းလေးကိုချက်ပြပါမို့လို့အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်အရင်ဆုံးချက်တော်အနေဖြူငယ်သီးစိမ့်လေးတွေကိုစားစနစ်အချိုမုံနဲ့အရောင်တိမ်မုံတို့ပါထည့်ပြီးတော့ငရုတ်စုံထဲမှာကျဉ်ညက်သွားအောင်ထောင်ပေးရပါမယ်ရှင်။ထောင်ထားတဲ့အနှင်းလေးတွေကိုစီတေချမ်းတက်ပြီးတော့ပြီဆိုလို့ရှိရင်ခန်းချင်စီလေးတွေထည့်ပေးပါမယ်ရှင်။ခန်းချင်စီလေးနူးပြီးတော့ရေလေးနဲ့ထည့်ပေးပါမယ်ရှင်။စမကတော့ကြက်ဥကိုနှလုံးမဲ့အသုံးပြုထားပါတယ်ရှင်။ပိုးမကန့်အောင်စတိုက်မှွေပေးပြီးတော့ရေခမ်းသွားပြီဆိုလို့ရှိရင်တော့ရပါပြီရှင်အခုဆိုရင်ချက်ရတာအရန်လွယ်ကူမြန်ဆန်ပြီးတော့စားလို့အရန်ကောင်းတဲ့ခရမ်းချင်စီကြက်ဥဟင်းလေးရပြီပဲဖြစ်ပါတယ်ရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးပါနောက် vlog တွေမှာပြန်တွေ့ပါမယ်ရှင်